ဒီမှာအဲ့တဲ့ loss amount တွေနော်ပြီးပြီဆိုပျက်စီးတာတွေနော်လိုအပ်တာပြုတ်ပြင်စရာတွေအဲ့ဒါတွေစစ်ဆေးမယ်ပြီးရင် behind နော် behind မှာဆိုရင်တို့တွေကအဲ့တဲ့ရဲ့မေ့ကြံပစ္စည်းတွေမရှိနိုင်ဘူးလား ရှင်းနိုင် ပြီးပြီဆိုရင်တန်ဖုံဆုပ်တဲ့အခါတန်ရှင်းလုပ်တဲ့အခါကျရင်အိမ်မြောင်ကြီးတွေကော့ဝက်တွေမထားခဲ့ဘူးလားပိုးဝက်တွေ ဟုတ်ကဲ့ နော်အဲ့ဒါတွေတို့တွေကအဲ့၅မျိုးကိုအဓိကစစ်ရနော် နောက်ဟိုတယ်မှာကျအိမ်မြောင်ရှိပေါ့ ဟာတချို့ဟိုတယ်တွေမှာဆိုမွေးကိုမွေးထားတာအိုက်ကကြားတွေမှာမွေးထားတာနော် ဟိုတယ်မှာပိုးခါလည်းရှိတာ ပိုးကလည်းတခါလေရှိ ဘိုး ကို က ရှိ ရှိတယ် တခါလေကြာရင်ဟိုကအိယာပေါ်တော့တက်ပြီးတော့သူတို့ကအတူတူအိတ်တတ်တယ်ပြီးပြီဆိုရင်ဘာရှိလဲဆို flow စစ်တဲ့ခါကျရင်ပို့ပြီးစိုးတာပါလဲတော့တချို့လက်ကိတ်တွေကပါလာတဲ့နော်ပြောမယ်ဆိုရင်တော့ကပ်ပါကောင်တွေဘာတွေရှိတတ်လဲ ကလေးပဲ တန်ဟုတ် အဲ့ဒါအရေးကြီးတယ်နော်အဲ့ဒါအရေးကြီးတယ်အဲ့ဒါဟိုတယ်ကလုံးဝရှိလို့မရတဲ့ဟာ လက်ကိတ်တွေတို့အဲ့တဲ့ဘောင်းဘီတွေတို့အင်ကြီးကော်လန်တို့နော်လက်ခောက်တွေထဲမှာအမြဲပါတတ်တာ တန်နေတယ် ညာအင်္ဂလိပ်လိုပြောမယ်သမီးတို့ဘာသာပြန်ကြည့်ဘတ်ဘဘတမီးလေးရစရာဘဘ ဘာဘာကိုပြောတာလားဘာဘာကိုပြောတာလား တချို့လူဆိုကြဘိုးတော့ပါလာမလား အဲ့ဂျဘိုးတစ်ကောင်ကတရက်ကို9အိမ်ကူးလို့ရတယ်နော်သူကချက်ချင်း ဆောင်လုံးကိုးတာလေ အဲ့ဒါသမီးတို့အဆောင်မှာလည်းရှိတတ်တယ်မလား ရှိပါတယ် သမီးတို့နားမှာမရှိဘူး ဝေးထားတာအဲ့ဂျဘိုးတွေပါတယ်အဲ့တဲ့လက်ကိတ်ကပါလာတတ်တယ်ပါလာတဲ့ခါကျတော့တို့တွေကပါလို့ရလဲဖလိုးတွေစစ်ရင်လည်းအတ္တတွေအမိုက်တွေစစ်ရုံတော့သဘောစစ်ရင်မရအဲ့ဒါတွေပါစစ်ရဒီကျုံသလားပျက်စီးသလားဂျဘိုးတွေရှိလားပိုးရတွေရှိလားပေကိုပြေတွေရှိလားအိမ်မြောင်ကြီးတွေရှိလားအကုန်စစ်ရနော်အဲ့ဒါတွေဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုအခန်းတကန်းကို မအဲ့ဒါကျွမ်းကျင် အခန်းတခန်းကိုစပြီးတော့တန်ရှင်းသွားလုပ်တော့မယ်ဆိုရင်ဘယ်ကနေဘလို့စပြီးတော့ဘယ်အချိန်မှာဘာအထိပြီးဆုံးအောင်လုပ်ရမှာလဲ How to clean the room how to study to clean the room ဒီလိုတော့ အဲ့ရခင်တန်းရှင်းလို့အဲ့ရခင်ဘက်ရှိလဲ မှန်သွားပြီလား မှန်သွားပြီ ရှိတယ်ဆို အရင် တော့ စောတန်းရှင်းလို့ဆိုအဲ့ရ ရ ခင် မယ်အရှင်ကိုရောက်ပြီဆိုရင်အခန်းရှိကိုသွားမယ်ထော်လီကိုနေရာချမယ်ပြီးရင် DND ဆိုင်ရှိမရှိကိုကြည့်မယ်ခွင့်ပြုထားပြီးတန်ရှင်းလုပ်လို့ရပြီဆိုရင်တခါခောက်ပြီးတော့ housekeeping လို့ပြောမယ်၃ချိန်ပြောမယ်ဆက်ကန်ဆောင်မယ်ပြီးရင်တခါဖွင့်ပြီးတော့ဧည့်သည်လာမလာကိုကြည့်မယ်တကယ်လို့ဧည့်သည်လာတယ်ဆိုရင်ဖွင့်ပြီးတော့နှုတ်ဆက်မယ်ပြီးရင်အခန်းထဲဝင်မယ်တကယ်လို့ဧည့်သည်မလာဘူးဆိုရင်ခန်းတကာကိုဖွင့်မယ်ခန်းတကာဖွင့်ပြီးရင်ရေချိုးကန်ရေချိုးကန်ကို housekeeping လုပ်ပြမယ်ပြီးရင်အိယာပေါ်ကိုကြည့်မယ်အိယာပေါ်မှာလူမှမရှိဘူးအိမ်နာမရှိဆိုရင်အခန်းထဲဝင်ပြီးတန်ရှင်းရေးစလုံး ဟုတ်ပြီတားပြောတာလေမှန်တယ်နော်တချို့ဟာလေးတွေတော့ဖြည့်ရမယ်ဒါနဲ့ဟိုပြောမယ်ဆိုတော့ right နော် right starting to clean your room နော်ဒါလည်းစတင်ပြီးတော့စရှင်းတဲ့အချိန်ဒီအရင်ဆုံးပါလဲ parking the trolley ကနေ status check ကနေစွာရတယ် dose display ကိုလည်းစစ်ရတဲ့အပိုင်းနေနော် entering the guest room procedure ကိုနောက်မှဆက်သွားတဲ့ခါကျရင် knocking the door procedure တို့တွေကစဟုတ်တယ်မလားအဲ့မှာဆိုရင်တို့တွေက step by step ရှင်းတဲ့ခါကျရင် switch from cleaning the priority ဘယ်ခန်းကိုဦးစားပေးရှင်းမှာ make a run မိတ်ကလိမ့်နေဆိုတော့မိတ်ကရုံးပဲပြောမှာပေါ့ ဖေးရန်ဒီတော့ ဘယ်ခန်းကို back to back yes right ချက်က တပါချာထွက်ပြီးသားကိုဘိုကင်ရှိထားတဲ့အခန်းမျိုးဒီတို့တွေကအဲ့ဒါပြန်ဝင်မှအဲ့ဒါစောင့်ဆိုင်နေတဲ့အခန်းမျိုးကိုတို့တွေကဦးစားပေးရှင်းရတာဒီ back to back room ဟုတ်ဘူးလား ဟုတ်ပါတယ်ဆရာ နော်အဲ့ဒါပြီးဆိုရင်တို့တွေကအဲ့ဒါရဲ့ request တခုခုအခန်းထဲမှာ accident ဖြစ်တာတို့ spill ဖြစ်တာလို့အဲ့အခန်းမျိုးတွေတို့တွေကဦးစားပေးလှုပ်ဆောင်ပေးရတယ် immediately ဟုတ်ရမလားချက်ချင်းကိုနောက်တစ်ခုကြတော့ဗာလဲဆိုတော့အဲ့ဒါရဲ့make up
from နော် request တွေအဲ့ဒါတွေကိုရှင်းပေးရတာမဟုတ်ဘူးလားနောက်ကြတော့မှတို့တွေက OD နဲ့ check out ခံနေဆက်ရှင်းရတာဟုတ်တယ်မလားအဲ့လုပ်တွေလုပ်ရအဲ့ဒါတွေဒီပြီးပြီဆိုရင်တို့တွေကအရင်ဆုံး back to back တွေစပြီးပြီဆိုတာနေဘာလုပ်ရမလဲဆိုတို့တွေက arrival room တွေပါဆက်ပြီးတော့လုပ်ရနော် booking ခန်းတွေကိုတို့တွေက ready ပြင်ရတဲ့အလုပ်တွေဒုတိယဖြစ်နေမှာဟုတ်တယ်နော် booking ရှိတဲ့အခန်းတွေအဲ့ဒီပြင်ကိုတို့တွေက request accident နဲ့ဖြစ်တဲ့အားတွေအခန်းတွေဆိုရင်ထပ်ပြီးဦးစားပေးရတဲ့အလုပ်တွေလုပ်ရအဲ့ဒါလေးတွေတို့တွေက interview တွေမှာအမြဲတစေတို့တွေကမေးတတ်တဲ့မိကွန်းတွေမှာဒီ first from cleaning the priority နော်ဘယ်ဟာကိုဦးစားပေးမှာလဲဒါတွေဦးစားပေးဒါပဲဟုတ်ပြီလားအဲ့ဒါတွေဒီ interview မှာဒီအမြဲတမ်းမေးတတ်တဲ့မိကွန်းတွေအဲ့မှာဆိုရင်တို့တွေကနောက်တစ်ခုကမင်းကိုများငှားရမ်းခဲ့ရင်ငါမင်းရှိကဘာရမ်းမလဲပတ်သက်ပေးပါဗောမင်းကိုလက်ထိုးမှာဗောသွားလို့မရနော်ငါအရင်ဟိုတယ်ကလုပ်ခဲ့တဲ့ငါရဲ့နော်ဟိုပြောမယ်ဆိုရင်တော့ strength တွေ power တွေကိုအသုံးပြုပြီးတော့မင်းဟိုတယ်မှာငါအကောင်းဆုံးအလုပ်လုပ်ပြမယ်ဒါပြောရမယ်ဟုတ်တယ်နော်အဲ့လေးတွေကိုပြောနိုင်အောင်ကြိုးစားပေးပါပြီးတော့နောက်တစ်ခုမှာခြင်းတယ်ဘာလဲဆိုတော့ကိုယ့်ရဲ့ CV မှာဒီစားတောက်ဆိုင်မှာအလုပ်လုပ်ရင်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ CV ပဲဖြစ်ရမယ် hotel housekeeping ရှောက်ရင် hotel housekeeping ရဲ့ redundant ရဲ့ CV ပဲဖြစ်ရမယ်တွားပြီးတော့အရင်တော့ hotel မှာရှောက်ပြီးတော့ redundant ရှောက်တဲ့ဟာကိုတွားပြီးတော့အရင်တော့လုတ်ခဲ့တဲ့အလုပ်မှန်သမျှတဲ့ငါ redundant ရမယ်ဆိုပြီးတော့ရှောက်ထည့်လို့မရသဘောပေါက်လားနော်အဲဆိုရင်တို့တွေကသူ့ရဲ့ကာလန်ဒေသန်ဆိုတာအကန်တန်ဆိုတာအဲ့ဒါကိုပြောတာသူ့ကာလနဲ့ကိုက်ညီတဲ့ CV သာဖြစ်ရမယ်အလုပ်ကြောင်းဒါတို့သမီးတို့ကိုယ့် CV ကိုဖြည့်ခြင်းလို့ဖြစ်တာငါဒီမှန်ကန်ဒီတိုင်းပဲဖြည့်ထားမယ်ကွာငါအချိန်တန်အလုပ်ရမှာပဲဆိုတဲ့ဟာအသက်60ပြည့်သွားမယ်အလုပ်ရမှာမဟုတ် ခုမှတက်30ရှိ နောက်30ဘောအဲ့ပြော 30ဘလို့အဲ့60ဆိုတော့အဲ့တော့ အဲ့ပြောတော့ဘာလဲဆိုတော့ဟိုကိုက run ရှောက်ရင် run တန်းရဲ့ CV ပဲဖြစ်ရမယ် FMB service ရှောက်ရင် FMB service နဲ့ပတ်သက်တဲ့ CV ပဲဖြစ်ရမယ်ဒါကိုပြောတာနော်တချို့တွေကဘာလဲဆိုတော့ဟိုငါဘာကြောင့်အလုပ်မရတာလဲဆိုတာငါရဲ့အပြစ်ကဘာလဲဆိုတာအရင်ငါရဲ့မှားယွင်းချက်တွေကဘာလဲဆိုတာအရင်ရှာမှာအဲ့စုကိုအရင်ရှာနောက်တစ်ခုမှာကျင်တာဘာလဲဆိုတော့ interview တစ်ခုရပြီးတိုင်းအလုပ်မရရင်ထိုင်ပြီးတော့ခေါင်းကုပ်ပြီးနော်စိတ်ညစ်နေမဲ့အစားငါအဲ့ interview တော့ဘာမဖြေနိုင်တာလဲဘာတွေလိုအပ်ခဲ့တယ်လဲဘာကြောင့်ဖြစ်တာလဲဆိုတော့ source ကိုအရင်ရှာမှာသဘောပေါက်တယ်နော်အဲ့ဒါလေးတွေအရင်တို့တွေကကိုယ့်ရဲ့လိုအပ်ချက်ကိုကိုကအရင်ဆုံးရှာမှာငါ့ကိုဘာတွေမေးမှမသိဘူးကွာဆိုတဲ့ဟာ interviewer ကိုအပြစ်တင်မဲ့အစားကိုတိုင်းကိုဘာအားနဲ့ချက်ရှိလဲဆိုတဲ့ဟာကိုအရင်ရှာရင်ကိုယ့်ရဲ့အောင်မြင်မှုကပို့ပြီးတော့ရလာလိမ့်မယ်သဘောပေါက်တယ်နော် ဟုတ်ကဲ့ ဆရာအဲ့ဒါဆိုလို့ရှိရင်ဒီတကယ်လို့ပေါ့နော်ဒီနိုင်ငံမှာက hotel housekeeping အတွေ့အကြုံမရှိဘဲနဲ့အပြင်အဲ့လိုအိမ်အလုပ်တို့အပြင်တခြားအလုပ်တို့ဟိုကအဲ့ဒါတွေပဲအတွေ့အကြုံရှိရဆိုလို့ရှိရင်ဒီနိုင်ငံမှာရှိထားတဲ့အတွေ့အကြုံတွေကိုထည့်ပြီးရေးစရာမလိုတော့ဘူးလား နီးစပ်တယ်ဆိုရင်ထက်မနီးစပ်ပဲနဲ့ဟိုတီးတန့်ကြီးဟို housekeeping သွားလျှောက်ပါတယ်သွားပြီးတော့ဟိုပြောမယ်ဆိုရင်တော့ street food တွေရောင်းတဲ့အလုပ်တွေလျှောက်တယ်လို့မရသဘောပေါက်လားသမီးတို့ငယ်ငယ်တော့ဖြစ်ဖြစ်အသက်ကြီးကမှဖြစ်ဖြစ်နိုင်ငံခြားကိုမြန်မာနိုင်ငံကမထွက်ခင်မှာကိုယ့်ရဲ့မိဘတွေကိုလိမ်ဘူးလား လေဖူတော့ပါ လိမ်တာပေါ့နော်ရီစားနဲ့ချိန်တွေ့ပြီးတော့ကျောင်းကပြန်လာတယ်ဘာစာချက်တယ်ပြီးကြောက်ပြောတဲ့လူကအများကြီးဟုတ်တယ်မလားလိမ်တိုင်းကို CV ကိုလည်းကိုလိမ်တတ်အောင်ကြိုးစား အဲ့ပိုင်းဆိုတော့တော်တာ သဘောပေါက်လားသဘောပေါက်သွားပြီတော့သွားပြီနော် ပါပါတယ်
ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာ ဟုတ် ဟိုက ဟိုနေ့ပဲပြောလိုက်သေးတယ် ညနေတုန်းကဆရာထည့်ထားတဲ့36 group ထဲမှာဆရာထည့်ထားတဲ့ interview မေးခွန်းလေးတွေရဲ့အချက်အလက်လေးမင်း pressure တစ်ခုခုရှိရင်မင်းဘာတွေလုပ်မှာလဲနော်အဲ့ဒါတွေအရင်တော့ကလို့ဟိုရှေးဦးသွဲကြီးလို့မင်းရဲ့ weekend ကပါလဲမင်းရဲ့ strength ဟို ပါလဲ အပွားနေခေါ်ကြပါ နော် ဟိုတယ်နေခေါ်ရှာ ဒါဟိုဟာလားဒါကို ဒူ ကို စတက်ရှာတင် အဲ့ဒါတွေကိုဖြေရမယ့်ဟာတွေဒီဆရာမေကွန်းအဖြေရောညနေရတော့သမီးတို့အတွက်ထည့်ထားတယ်လာမဲ့9လပိုင်းမှာ17ရက်နေ့မှာ referee hotel ကနေ job fair လုပ်တဲ့ခါကျရင်သမီးတို့ဖြေနိုင်အောင်မနှက်ဖြန်ကြရင်နော်ဟိုကိုဦးမှာလဲတို့ဝုပတ် hotel မှာလဲ interview ရှိတယ်နော်10ရက်နေ့မှာ10နာရီကနေ9နာရီထိရှိတယ်မနှက်ဖြန်စစ်ကူမှာသူက internship ပါတယ်လို့ပြောတယ်ဒါနဲ့ run တက်ပဲရေးထားတာ internship ပါဥပမာနော်အဲ့မှာဆရာပေါ်တာတော့ရှိတယ်နာမည်ထပ်မပြောတော့ဘူးနော် manager လက်ထောက် manager ဆရာတို့ရန်ကုန်ပန်းလိုက်စေးုံမှာနောက်ဆုံးလုပ်ပြီးပြောင်းသွားချီဒိုနာဟိုတယ်ကတယောက် မစ်ဆက်ပေးလေ မိတ်ဆက်ပေးလို့မရဘူးမိတ်ဆက်ပေးလို့မရဘူးဟုတ်ပြီလားမနက်ဖြန်ညဝူဘတ်ဟိုတယ်မှာဆရာဟိုဟာပေါ်တာတော့ရှိတယ်ဒါမနဲ့သမီးတို့သူတို့တွားလျှောက်ကိုယ့်ရဲ့အကြောင်းဘယ်အကြောင်းမှတက်ခဲ့လဲဆိုတာပဲထည့်တာဘသူပါဆိုတော့ကြွားလို့လည်းမရ ဆရာအဲ့တော့ CP လုပ်ပြီးအောင်လေ ဟမ် CB လုပ်ပေးမယ်မနက်ဖြန်ဆရာနည်းနည်းအားပြီးလုပ်ပေးမယ် ဟုတ်ကဲ့ဆရာ လုပ်ကြရင်အဲ့ CPU ရဲ့ share လုပ် ဆ ပြီး ရာ တာ သမီးလေးစီပို့ထားရအောင်ဆရာ CPU ကိုကရေးလို့ပြောဥစားကိုမရေးပေးလို့ မကောင်းလို့ မကောင်းလို့ဆိုရေးပြီးပြပြင်းမှာနေပြောပြပေးမယ်အဲ့ဒါမိုးဝင်ကိုကနောက်မရေးဘူးဆိုရင်ဟိုအင်တာဗျူးကြောရင်ကို CP တွေကမေးမှာလေမေးတဲ့ချိန်ကျရင်ကိုကဘာသွားဖြစ်မှာနော် အဲ့ဒါကြောင့်ပြောတာဆောင်းမရနဲ့ interview ဖြေရှင် ကိုကနောက်ရေးပြီးဆရာတွေကိုပြပြီးဆရာတို့ကနည်းနည်းပြန်စစ်ပြီးပြီးရင်ဟွာလို့လေတကယ်လို့ဟိုမျိုးအင်တာဗျူးမေးတဲ့ချိန်ကျရင်ဘယ်တဲ့မေးမှာလို့ကို CP တွေကိုရေးထားတာကိုခုနကအခန်းတစ်ခါကိုနိုင်ခွက်တွေးရှင်းနိုင်တယ်ဆိုရင် तू ကအခန်းတစ်ခါတို့မင်းနိုင်ခွက်တွေဘယ်လိုရှင်းတာကို तू မေးလိမ့်မယ်အဲ့တော့ဒီလိုပဲမေးမှာလေကိုရဲ့ CP ကိုကြည့်ပြီးမေးမှာအဲ့တော့ CP ကိုကိုကနောက်ကိုရေးပြီးရင် तू ကဆရာတွေပြင်ပေးမယ်အဲ့ဒါကြီးကိုဒီကအတင်းလိုလိုက်နေဟွာဖြစ်မှာမဟုတ်ကိုကနောက်ကို CP ရေးတဲ့ချိန်ကျရင်ကို CP တွေဟာပဲမေးမှာအဲ့တော့ကိုကောင်းကောင်းဖြေလို့ရတယ်ရေးညီမတို့ချရေးလို့ပြော